ိုးစားပေါ့ခုနအမပြောတာဟုတ်တယ်တို့မြန်မာပြည်မှာကသူကပတ်စံပေါ်ရင်ကြိုက်တယ် quality ကိုမကြည့်တဲ့အခါကျခုနကသမီးဖြစ်တယ်လို့ပဲလို့ရှင်းလာဈေးပေါ်နဲ့ဆိုတော့လိမ့်လိုက်တယ်ဆိုတော့အဲ့လိုဖြစ်သွားအောင်တကယ်တော့ဗာလဲဆိုတော့ quality ရှိတဲ့အရာတွေအားလုံးကဈေးမပေါ်ဘူးဆိုတာသိရမှာလीနော်ဒါပေမဲ့ဈေးကြည့်တိုင်းတော့ quality ကောင်းလားဆိုတော့လည်းမဟုတ်ဘူးဒါပေမဲ့ quality ကောင်းတဲ့ဟာတွေအကုန်လုံးကတန်ကြီးတစ်ခုရှိကိုရှိတယ်အခုဆိုပဲကြည့်ကိုမျက်နှာတိတ်တဲ့ဟာမျက်နှာတိတ်တစ်ခုတည်း3သိန်းခွဲဟိုနေ့ကဆိုလိုချင်တာလေ organic ဖြစ်တယ် quality ကောင်းတယ်စသဖြင့်ပေါ့ဒါပေမဲ့တို့ဈေးကွက်မှာပုံမှန်အပြည့်က1000 2000ဆိုရနေပြီဟုတ်တယ်ဟုတ်လားဒါပေမဲ့အရေးပြားအထိရောက်မှုပါမတူဒီမျက်နှာတိတ်ပြီးတော့သူထွက်တဲ့စီရွံကလည်း3သိန်းခွဲဆိုတော့3သိန်းဖြစ်သွားပြီမျက်နှာတိတ်နဲ့စီရွံနဲ့ဒါပေမဲ့သူဒီနေ့လိမ့်ပြီးအရေးပြားနဲ့လက်ထပ်လိမ့်နဲ့အရေးပြားနောက်နေ့လိမ့်နဲ့အရေးပြားကွာလာပြီတိုးတက်လာပြီဒါပေမဲ့တို့တွေတက်လုံးတက်လာမျက်နှာတိတ်တရားဒါပဲလေအရေးပြားတိုးတက်လာလားမတိုးတက်လာဒီတိုင်းမျက်နှာတိတ်တဲ့သဘောလောက်ပဲရှိတာအရေးပြားကိုကုထုံးနဲ့မပန်းလာဘူးလေဒီတိုင်းမရှိဘူးဟုတ်တယ်ဒီတိုင်းပဲမျက်နှာတိတ်ဒီတိုင်းပဲလေမျက်နှာဟုတ်တယ်မလားအဲ့လိုကွာခြားမှုပေါ့အဲ့ကြောင့်မို့ဈေးနှုန်းကွာရင် quality ကွဲတယ် quality ကွဲရင်လည်းဈေးနှုန်းမတူဘူးအဲ့ဒါလေးတည်းအဲ့သမီးကင်လို့ရသေးလားတခါလေးပြောပြမစိတ်ပေးလိုက်သမီးအခုအနှစ်ချုပ်မယ်ဆိုလို့ရှိရင်တွေးပြစ်တာများတယ်တွေးစီများတယ်ခုနကတော့တွေးကြောတွေမှာသွားတယ်ပေါ့နော်ဒါနဲ့ဆက်ဆက်ပြီးအုံနောက်မှာဆိုရင်အုံနောက်တွေးကြောကျင်းတာတွေ့တယ်ခုနတွေးပြစ်လို့တွေးပိတ်လို့ခဲလို့ဖြစ်တဲ့ကိစ္စပဲနော်အဲ့ဒါတွေ့သွားပြီဆိုရင်ဒီမှာပြီးတော့ဒီအုံနောက်ရဲ့ဦးခေါင်းရဲ့အရှိပိုင်းအာယုံကြောထိနေဆိုတာသူခုနကတော့ဒီလိုခေါင်းနဲ့ဆွဲပြီးစောက်တာအဲ့ပြဿနာဖြစ်သွားတာပေါ့နော်အဲ့ဒါဖြစ်သွားတယ်အဲ့ဒါလည်းဆေးစားမယ်သူကစနစ်လုံးမယ်နော်တခုအဲ့ဒါလုံးပြီးအစာအိမ်ကလည်းရင်းနေရဖြစ်ထားပြီးသားဆိုတာသိနေတဲ့အတွက်ဒီအစာအိမ်လုံးမှာတမီအသေးကောင်းမှာအစာအိမ်ကတော့မဖြစ်မနေပါမယ်အကုန်လုံးတွက်မှာလीနော်အစာအိမ်နဲ့အသေးစီဖုံတာလည်း level များနေတာပေါ့နော်ပြီးတော့အဆုပ်တော်တော်မကောင်းအသက်ရှူမဝတာအဆုပ်ကြောက်လည်းပါတယ်နှလုံးကြောက်လည်းပါတယ်တမီကနှစ်ခုလုံးတချို့ကမတူတချို့ကအဆုပ်မှာပဲမဝတာတချို့ကနှလုံးမှာမအဲ့လိုမျိုးနှစ်ခုလုံးကြည့်တဲ့အချိန်မှာသူကအဆုပ်မှာလည်းဖြစ်တယ်အသေးမှာလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့အဆုပ်ရဲ့အလုံးလုံးတာလဲဟိုပါပြတမီကြောရည်ပါရဲ့အထုခံရတာအဲ့လိုလေလားထိအေးအဲ့ဒါဆိုအဲ့ဆုပ်မှာလည်းအဲ့ဒါဒဏ်ဖြစ်သွားပါတော့အဆုပ်မှာလည်းဒဏ်ဖြစ်သွားရိုက်တာကြောရည်ပါပြီးတော့အယိုးမှာကျတော့သူကဘာတွေ့လဲဆိုတော့အစစ်နာတာတွေ့တယ်အတက်ထွက်တာတွေ့တယ်အယိုးဒီလိုအစစ်တွေရဲ့အတက်ဟွာရဲ့ဖြစ်နေတာတွေ့ရနော်ပြီးတော့တအိမ်ပေါ့တိမ်ပြဿနာနော်ခုနတိမ်ကြီးအေးရနေရန်ထူရရောပိုးရောအကုန်တွေ့သွားနော်အဲ့ဒါတွေ့ရဆိုတော့ဒါအနှစ်ချုပ်ပေါ့ပြီးတော့ဘာလုပ်ရမလဲညာလုပ်ရမလဲဆက်ပြောမယ်